ရောက်ခမဖြစ်သူရဲ့နင်ကြိုက်ခြင်းကိုခံခဲ့ရနောက်ဒီမျိုးသားအတော်သားတကြီးနဲ့တောင်ပေါင်ကိုထွက်လာကကိုပိုင်ရင်လေးတစ်လုံးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။သူဟာဇနီးတဲ့အိမ်မှာအိမ်ဝင်သမတ်ဖြစ်နေထိုင်ခဲ့ပြီးရောက်ခမတဲ့နဲ့အတူတကွနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့နှစ်တည်းကြာလာတဲ့အထိဇနီးတီသူဟာကိုဝင်မရနိုင်ခဲ့လို့ရောက်ခမတွေကသူ့ပြစ်လို့သာထင်မြင်ခဲ့ကြပါတယ်။ကွာရှင်းဖို့ဖိအားပေးခြင်းတဲ့အတွက်ရောက်ခမဖြစ်သူဟာသူနဲ့သူ့ဇနီးကြားကိုတမင်သက်သက်တွေးခွဲဖို့ကြိုးစားလာပါတယ်။အမျိုးသမီးလို့ဖော်ကိုင်းဘတ်တွေနဲ့စကားပြောတာဒါမှမဟုတ်အိမ်နီးချင်းတွေကိုကူညီဖေးတာကိုမြင်တဲ့အခါတိုင်းဖောက်ပြန်နေတယ်လို့ဇနီးတွေကိုခြေကားပြောဆိုခဲ့ပါတယ်။သူ့ရဲ့အသစ်တွေကိုတတ်သိပြဖို့ဆိုပြီးအတူရောင်ဓာတ်ပုံတွေနဲ့စာတိုတွေကိုပါဖန်တီးခဲ့ပါသေးတယ်။သူဟာကိုကာကွယ်ဖို့နီးလန့်မရှိခဲ့ပဲအချိန်ချင်းရှင်းပြခဲ့ရပါတယ်။ဒါပေမဲ့ရောက်ခမကလက်မခံခဲ့ပဲကောလာဟာလာတွေဖြန့်ကဥခွန်တိတ်ခါကိုဖျက်ဆီးခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဇနီးဖြစ်သူပါမိခင်ရဲ့စကားတွေကိုယုံကြည်ကြပြီးသူ့အပေါ်ယုံကြည်မှုတွေအားလုံးပျောက်ဆုံးသွားခဲ့ပါတယ်။အိမ်လေးရဲ့နှွေးထွေးမှုတွေပျောက်ဆုံးသွားပြီးတန်တရားတွေအဖက်တင်မှုတွေကြားမှာနေစဉ်နာကျင်စွာနေထိုင်ခဲ့ရပါတယ်။ဒါတောင်ရောက်ခမဖြစ်သူကမရက်တန်ခဲ့ပဲမိသားစုကိုအရှက်ခွဲတယ်လို့ဆိုကနေတိုင်းပြဿနာရှာခဲ့ပါတယ်။အိမ်ကနေချစ်ချင်းထွက်သွားဖို့နဲ့ကွာရှင်းဖို့အတွက်လည်းအဆက်မပြတ်ဖိအားပေးခဲ့ပါတယ်။ဇနီးဖြစ်သူကလည်းသူ့အော်ယုံကြည်မှုတစ်စက်မှမရှိတော့ပဲယွန်းရှာမုန်းတီလာခဲ့ပါတယ်။အသေးကွဲနာကျင်စွာနဲ့လည်းသူဟာဒီအိမ်ကနေထွက်သွားဖို့အပိတိုင်ဆုံးဖြတ်ထဲပါတယ်။ပစ္စည်းအနှဲငယ်ကိုတင်စီပြီးအိမ်နီးနားကတောင်တန်းဒီစီကိုဦးတီထက်ခွာလာခဲ့ပါတယ်။လူသူကင်းမဲ့ပြီးပေါင်းွယ်ညဖုံးလွှမ်းနေတဲ့ဒီတောင်ပေါ်မှာနေထိုင်ရတာအလွန်ကိုခက်ခဲကြမ်းတမ်းလာပါတယ်။ဒါပေမဲ့သူကတော့နောက်မဆုတ်ခဲ့ပဲအလုတ်စတင်လှုပ်ဆောင်ခဲ့ပါတယ်။နေရာရွေးချယ်ခြင်းမြေရှင်းခြင်းတိခုချင်းနဲ့ကြောက်တုံးတွေတူးဖော်ခြင်းတို့ကိုအစကနေစတင်လှုပ်ဆောင်ခဲ့ရတယ်။ခိမီကိရိယာတွေမရှိပဲသူ့ရဲ့လက်နှစ်ဖက်ကိုသာအားကိုးပြီးပစ္စည်းအလုံးကိုဒီနေရာကနေပဲရှာဖွေခဲ့ရတယ်။နေစဉ်အရုံမတိုက်ပြီးထားပြီးသူ့အလုတ်ကျူးစားခဲ့တယ်။နေဝင်မိုးချုမှသာအလုံနားလေရှိတယ်။စာလောင်တဲ့အခါပါလာတဲ့အချောက်ချင်းစားတယ်။ရီစားရင်တော့တောင်ကျဆန်းရည်ကိုပဲတောက်တယ်။ပင်မန်းတဲ့အခါတဲအိုလေးတဲ့ခဏတစ်ဖြုတ်အိတ်တယ်ပူပြင်းတဲ့နေတံမူးတဲ့နဲ့ချင်ကြိုက်ခံရမှုတွေချားမှာတော်တိုင်းတရိษံတွေနဲ့အထီးချမ်းဆန်မှုတွေကိုပါကြုံရတယ်သူရှိမှအခက်အခဲပေါင်းများစွာရှိနေကြတယ်ဒါပေမဲ့ဘယ်တော့မှအရှုံးပေးဖို့မတွေးခဲ့ပါဘူးသူ့ရဲ့နာကြီးကျဲဝမ်းနည်းမှုတွေအားလုံးကိုအိမ်ဆောက်ဖို့ခွန်အားဖြင့်ပြောင်းလဲခဲ့တယ်သူစိတ်ထဲမှာအတွေးတစ်ခုတည်းပဲရှိတယ်ဒီအိမ်ကိုပြီးအောင်ဆောက်ပြီးသူ့ကိုယ်သူတတ်သိပြဖို့ပါပဲအိမ်ချေမြစ်ကနေနေရန်တွေအထိအမိုးကနေစားပြီးတကားနဲ့ပဒင်းပေါက်တွေအထိအတွင်ပန်ရောပတ်ဝန်းကျင်မှာမကြမ်းသူ့ကိုယ်တိုင်အားလုံးလုပ်ခဲ့တယ်အကောင်းဆုံးထိအောင်အစွမ်းကုန်စ조사ခဲ့တယ်နေရာထိုင်ခင်းကိုတေချာဒီဇိုင်းဆွဲပြီးပို့ပြီးအသုံးဝင်အောင်စီစဉ်ခဲ့တယ်ပစ္စည်းတစ်ခုချင်းစီကိုတေချာပုံဖော်ပြီးအင်ကိုဖုံဖုံခိုင်ခန့်အောင်တိစောက်ခဲ့တယ်ထောင်တိုင်းကိုကျူးတဆိုင်ပြင်ဆင်ပြီးအင်လေးကိုနှွေးထွေမှုတွေနဲ့ဖြစ်စည်းခဲ့တယ်ငါရက်ကြာအကျူးစားအထုတ်ပြီးတဲ့နောက်လက်ပခိုင်ကန်ပြီးနေချင်းစပွဲတောင်ပေါ်အင်လေးဒီလုံးအပိကျတ်ပေါ်ထွေလာခဲ့ပါတယ်ဒီအင်္ဂလာတူတနေစရာနေရာတကူမကောက်သူ့ရဲ့ဂုံတိုက်ခေါင်နဲ့မလျှော့ဇောဆွဲရဲ့ပြရုပ်ပါပဲဒီအင်္ဂလေးကိုဘလို့မြင်လဲဆိုတာအမှတ်တရပေးရမယ်ဆိုရင်ဘလို့ပြီးချင်ပါပြီလေအောက်မှာမှတ်ချက်ဝင်ရေးပေးခဲ့ပါဦးနော်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်